ชื่ออะไรคะดิฉันชื่อนี่ผิวค่ะนิงเพียวဒီနေ့ဘာနေ့လဲစသည်လား ဒီနေ့วันอาทิตย์ค่ะวันอาทิตย์မဟုတ်ထူးခြားတဲ့နေ့တစ်နေ့ဘာနေ့လဲဒီနေ့ထူးခြားတဲ့နေ့တစ်နေ့ဖြစ်တယ်ဘာနေ့လဲထူးခြားတဲ့နေ့တစ်နေ့ဘာနေ့လဲဟုတ်တယ်ဘာနေ့လဲအဖေများနေ့ကိုထိုင်းလို့ဘယ်လိုခေါ်လဲวันพ่อวันพ่อဆိုတော့အဖေနဲ့ပတ်သက်တယ်အဖေကိုချစ်တယ်ဆိုတဲ့စကားတစ်ခုฉันรับพอดมาร์ค่ะฉันรักพ่อဟုတ်ပြီအဲ့ဆိုလို့ရှိရင်အဖေနဲ့ရိုက်ထားတဲ့ပုံရှိလားဖေနဲ့ရိုက်ထားတဲ့ပုံပါလားไม่มีဆိုတော့မရတော့ဘူးเนาะကဲအဲ့ဒါတစ်ခါပြန်ပြောပါအောင်အဖေကိုချစ်တယ်ဆိုရင်ฉันรับพอดฉันรักพ่อโอเคကဲနောက်တစ်ယောက်စวัสดีค่ะสวัสดีค่ะชื่ออะไรคะชีสเอจอค่ะเอจอဒီနေ့ကအဖေများနေ့ကိုဘယ်လိုပြောလဲวันนี้เป็นวันพ่อค่ะวันพ่อအဲ့ဆိုအဖေကိုချစ်တယ်ကိုထိုင်လို့ပြောချင်ฉันรักพ่อค่ะโอ้โหฉันรักพ่อကဲအဖေနဲ့ရိုက်ထားတဲ့ပုံလေးတစ်ပုံလားไม่มีค่ะကဲဒီတရားလည်းမရှိပြန်มีที่บ้านค่ะมีที่บ้านโอเคအိမ်မှာကဲสวัสดีค่ะสวัสดีค่ะชื่ออะไรคะชื่ออีจอค่ะဒီနေ့ကအဖေများနေ့ဆိုဘယ်လိုပြောလဲวันนี้เป็นวันพ่อวันนี้เป็นวันพ่อแต่အဖေကိုအရန်ချစ်တယ်အဖေကိုအရန်ချစ်တယ်ฉันรักพ่อมากโอเคฉันรักพ่อมากဒါဆိုအဖေနဲ့ရိုက်ထားတဲ့ပုံလေးကဲမရပြန်အောင်ชื่อจิกุคันค่ะจิกุคันဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီနေ့ကအဖေများနေ့ဆိုဘယ်လိုပြောမလဲวันนี้วันพ่อค่ะวันนี้เป็นวันพ่อအဲ့ဆိုလို့ရှိရင်ကျမအဖေကိုအရန်ချစ်တယ်หนูรักพ่อมากค่ะโอเคหนูรักพ่อมากကဲနောက်တစ်ယောက်ကชื่ออะไรคะชื่อชูเตยค่ะชูเตยเนาะဆိုတော့ဒီနေ့ကတဲ့အဖေများနေ့ဖြစ်တယ်လို့ပြန်ပြောကြည့်ပါဦးวันนี้วันพ่อค่ะวันนี้เป็นวันพ่อပေါ့နော်အဲ့ဒါမဲ့ကျမအဖေကိုအရန်ချစ်တယ်ဆိုရောฉันรักพ่อมากค่ะฉันรักพ่อมากโอเคขอบคุณค่ะสวัสดีครับไทยလိုနာမည်မိတ်ဆက်ပါအောင်ผมชื่อต่อเซนทุโอเคအဲ့ဆိုလို့ရှိရင်ဒီနေ့ကအဖေများနေ့ဆိုတော့အဖေများနေ့ကိုထိုင်းလို့ဘယ်လိုပြောလဲวันพ่อဟုတ်ပြီအဲ့ဆိုအဖေကိုချစ်တယ်လို့တခွန်းလောက်ပြောပါအောင်ထိုင်းလို့ကျွန်တော်အဖေကိုချစ်တယ်พ่อรักพ่อဟုတ်ပြီผมรักพ่อအဖေနဲ့ရိုက်ထားတဲ့ပုံရောရှိလားရှိတယ်နော်ကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကဲရသွားပါပြီကွယ်ကဲလက်ထောက်လို့တီးပေးပါဦးသူတို့ရသွားပါပြီကဲဟုတ်ပြီကဲတားနာမည်မိတ်ဆက်ပါအောင်ထိုင်းလို့ผมชื่อ Ryan โอเคအဲ့ဆိုလို့ရှိရင်အဖေများနေ့ကိုဘယ်လိုခေါ်လဲဒီနေ့วันพ่อဟုတ်တယ်วันพ่อအဲ့ဆိုအဖေကိုချစ်တယ်တခွန်းလားဖေကိုချစ်တယ်ผมချစ်တာပါလဲผมรักဟုတ်တယ်ผมรักအဖေရပါလဲผมรักพ่อโอเคအဖေနဲ့ရိုက်ထားတဲ့ပုံလေးရောရှိလားဖေနဲ့ရိုက်ထားတဲ့ပုံလေးကဲโอเคค่ะအဲ့ဒါဆိုရသွားပါပြီနော် thank you ပါကဲနောက်ကနှစ်ယောက်ကောရပြီလားနာမည်ဘယ်လိုခေါ်လဲထိုင်းလို့မိတ်ဆက်ပါผมชื่อเมียผมยิครับโอเคအဲ့ဆိုရင်အဖေများနေ့ကိုဘယ်လိုခေါ်လဲวันพุธวันพ่อโอเคအဲ့ဆိုအဖေကိုချစ်တယ်วันพ่อကျွန်တော်အဖေကိုချစ်တယ်ผมรักผมรักพ่อโอเคเอาပြီကဲနောက်ကတယောက်ဆက်မေးရပုံလေးမပါဘူးဆိုတော့2ယောက်ပေါင်းကို plus 9000ပေးရမှာပေါ့နော်2ယောက်ပေါင်း9000ကဲစကားတမီနာမည်လေးပြောပါအောင်ခိုင်းလို့ဒီชายชื่อฮานาค่ะฮานาโอเคအဲ့ဆိုရင်ဒီနေ့ကအဖေများနေ့ဆိုတော့ဘယ်လိုပြောလဲခိုင်းလို့နေ့ရပါလဲနေ့วันဟုတ်တယ်အဖေကအဲ့ဆိုတော့1 pot အဖေကိုချစ်တယ်ဆိုတော့တခွန်းလောက်ခိုင်းလို့ဒီချန်รักโอเคကဲဟုတ်ပြီကဲအဲ့ဆို2ယောက်ပေါင်းတော့ခွဲယူကြနော်2ယောက်ပေါင်း9000ဖြစ်ပါတယ်ขอบคุณค่ะကျေးဇူးတင်ပါတယ်